ဒီဗီဒီယိုလေးကရွှေချစ်သူမမတို့လုံးဝကိုကြုံမသွားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ရှင်အမျိုးသမီးရောအမျိုးသားရောအရန်ကြိုက်တဲ့နားရန်ရဲ့ရွှေကြိုးပတ်စင်လာ3မျိုးနဲ့ဒီဗီဒီယိုလေးထဲမှာမိတ်ဆက်ပေးချင်ပါတယ်ရှင်တစ်ခုချင်းစီအနီးကပ်ကြည့်လိုက်ရအောင်နော်ပထမတစ်မျိုးလေးကတော့ဆွဲကြိုးအရှိ24လက်မအရှိဆိုင်ကိုတုံးထားပြီးတော့မမတို့15ပဲရေးကြိုက်တဲ့မမတို့ယူကိုယူထားတဲ့နဲ့9ယူပြားတစ်ချက်ခွဲကြိုးလေးဖြစ်ပါတယ်24လက်မလေးရှိပါတယ်18လက်မလိုချင်နေဆိုရင်လည်း18လက်မရှိပါတယ်အရန်ကိုမှလာပြီးတော့ဆိုင်မှာဆိုရင်အမျိုးသားရောအမျိုးသမီးရောမျက်စိကြရတဲ့ရွှေ9ယူကြိုးဒီဇိုင်းလေးပါဒုတိယဒီဇိုင်းလေးကိုထပ်ပြပေးမယ်နော်ဒုတိယကြိုးလေးကတော့ကိုရီတောင်မှာထက်ကတလဲလဲကြော်ညာစရာမလိုတဲ့နေတိုး9ယူ3ချက်ဝင်ချစ်အကျစ်ကလေးပါဒီနေတိုး9ယူကြိုးလေးကတော့ရွှေအစ်စ်မှာထွက်တယ်လို့မျိုးရွှေတုံးကြိုးတွေနဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒင်ပြည့်ချက်ပြည့်ဝစ်ချင်တဲ့ကိုတို့မမတို့ရှိလို့ရှိရင်မဖြစ်မနေယူထားတင်ပါတယ်ဒီကြိုးလေးရတယ်ဆွဲကြိုးအရှိ24လက်မကော18လက်မကောနှစ်စားကြီးထွက်ထားပါတယ်ရှင်အရန်ကိုမှ quality ကောင်းပြီးတော့15ပဲရေးအပြည့်အယောင်ကိုဒင်ပြည့်ချက်ပြည့်နဲ့ကိတ်ကိတ်ထထဲဝစ်ချင်တဲ့ကိုတို့မမတို့အတွက်ရောက်လာပါပြီတတိယကြိုးလေးကိုပြပေးပါမယ်ကဲနံပါတ်3ကြိုးလေးကတော့အရန်ကိုမှကြိုက်လုံးလုံးလေပြီးမှဝစ်ထားလိုက်ပါပြီfancy နဲ့မတည့်တဲ့ allergic ဖြစ်တဲ့သူတွေရှိလို့ရှိရင်လုံးဝကြုံမသွားပဲယူထားရမယ်ရွှေတုံး 18K ကြိုးလေးတွေပါသူရဲ့ဂျိတ်ကအစားလုံးဝ 18K အစ်စ်မှာထွက်တဲ့ခလုတ်ဂျိတ်ကလေးတွေကိုပဲအသုံးပြုပေးထားတာဖြစ်ပါတယ်ရှင် 18K ဆန်ဆန်တကြူးရဲနဲ့ bling bling လူငယ်ဆန်ဆန် daily ဝတ်ချင်တဲ့ကိုမမတွေကတော့မဖြစ်မနေယူထားတဲ့ 18K ကြိုးလေးပါအရန်လာပါတယ်ရှင် fancy နဲ့မတည့်တဲ့ allergic ဖြစ်တဲ့သူတွေအတွက်ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ okay ပြီပေါ့နော်ကဲမမတို့ရေဒီဇိုင်း3မျိုးလုံးကတော့လူကြိုက်အရန်များတယ်ယောက်ျားလေးရောမိန်းကလေးရောအရန်ကြိုက်ကြတဲ့ဘက်ဆယ်လာလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်နံပါတ်လေးကိုရွေးမှလဲ comment မှာမှတ်ခင်နော်